ဘူးမှလည်းပြန်ဟိုအောက်ထဲအဲ့လိုပဲဘယ်သူလောက်တာငယ်လို့အဘသူကောက်အောင်မယ်ဘုံဘုံအဲ့ထဲဝင်ဣတုံကတေးဣတုံကောက်ခိုင်းလိုက်ဣတုံအောက်ထဲဝင်လို့ဣတုံအောက်ထဲဝင်ပြီးဘူးကောက်ပေးလို့ပြောတော်ပြောယူပေးပါဣတုံယူပေးပါဣတုံအောက်ထဲဝင်ဘူးကောက်ပေးပါလို့ပြောတော်လာဆင်းအောက်ဆင်းလို့ယူပေးပါသူတည်းရသူဣတုံခိုင်းမရဘူးသူတည်းရခီးနေဣတုံအောက်ဆင်းနေဣတုံလာဟိုထွက်ပြေးအောက်စီဣတုံလာတမီးလာဟိုအောက်ထဲမှာကောက်ပေးပါဘူးဣတုံမမေတို့မမီတို့ဒုံလည်းမရှိဘူးဒီမှာလာတဲလေးလာအောက်မှာဘူးကောက်ပေးပါလားဟိုအောက်မှာအေးဟုတ်တယ်ဘူးအောက်မှာရှိရကောက်ပေးပါဟုတ်တယ်အထဲဝင်ဣတုံဘူးကောက်ပေးပါအထဲမှာတလုံးမခိုင်းခဲ့ပါဘူးတမီးရဲ့တမီးကိုခိုင်းနေနေအောင်မသိပေးဘူးအရင်ချစ်လို့လူလိုထားတာဒီခါတော့အမေကူညီလို့ပဲတမီးရဲ့အဲ့ဘူးကအမေတို့မလုံနိုင်လို့ပါလုံတုံလည်းမရှိလို့ပါတဲလေးရဲ့ကူညီပါထဲဝင်ပြီးနှာခေါင်းလေးနဲ့အရှိကိုတိုးပေးလေလားခိုင်းစားတာမဟုတ်ပါဘူးတမီးရဲ့ကူညီတောင်းတာပါနော်ကလေးလေးနော်အကောက်ကဘယ်ကျမမတဲ့မပေါ်စား